أجمل وأعظم قصة حب امتداد لحسابات المصري القديم على خط واحد مع خوف وخفرة.အီဂျစ်နိုင်ငံကိုင်ရိုမှာတော့ကမ္ဘာအကြီးဆုံးပြားတိုက်ကြီးဖြစ်တဲ့ Grand Museum စီမံကိန်းကို2011ကတည်းကဆောင်ရွက်နေတာဖြစ်ပြီးအကြောင်းတွေကြောင့်တည်ဆောက်မှုတွေရပ်တန့်ရွှေ့ဆိုင်းခဲ့ရပေမဲ့အခုတော့ဒီစီမံကိန်းကြီးကပြီးစီးခဲ့ပြီဖြစ်ပါတယ်။ဒီဇာအနီးမှာရှိတဲ့ Grand Egyptian Museum ဖွင့်ပွဲနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်မူစတာဖာမက်လူလီကပြောကြားခဲ့ရမှာအချိန်ကြာခဲ့ပေမဲ့လည်းအခုတော့ဒေါ်လာဘီလီယံများစွာအကုန်အကျခံတိစောက်ခဲ့တဲ့အရာကိုခီးသွွားလုပ်ငန်းများပုံမမြင့်တင်ဖို့အတွက်ဖွင့်လှစ်နိုင်တော့မယ်လို့ဆိုလာပါတယ်။စီမံကိန်းပြီးစီးဖို့အချိန်9နှစ်ကနေ10နှစ်ထိယူခဲ့ရပါတယ်။ إنما عندما عادت مرة أخرى عجلة العمل في هذا المشروع كان كل اللي منجز منه على الأرض Grand Egyptian Museum ဖွင့်ပွဲအခမ်းအနားကိုတော့အီဂျစ်သမ္မတအဗတ်တန်ဖာတာအက်ဆီစီတက်ရောက်ခဲ့ပါတယ်။သမ္မတကို Welcome to the Land of Peace စာတမ်းနဲ့ကြိုဆိုခဲ့ပါတယ်။ إيزيس وأوزوريس أجمل وأعظم قصة Grand Egyptian Museum ကြီးကတော့ဧကများစွာကျယ်ဝန်းပြီးညမီးအလင်းများအောက်မှာတော့ရွှေရောင်တောက်ပနေပါတယ်။ကားရနာရကွင်းအတွင်းမှာတော့အုံထမ်းပင်များစီစီရီရီဆက်ပြိုးပေးထားပါတယ်။ပြရရဲ့ကွင်းပြင်ကျဲမှာဖွင့်ပွဲအခမ်းအနားအတွက်အေယာမစင်ကြီးကိုဆောက်လုပ်ပြီးဖွင့်ပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။အီဂျစ်ဟာသူ့နိုင်ငံရဲ့အမွေအနှစ်တွေကြောင့်နှစ်စဉ်လာရမှုများပြီးခီးသွွားလုပ်ငန်းကနေမှဝင်ငွေ2ဆတိုးစီဖို့လည်းရည်ရွယ်ပါတယ်။ပြတိုက်တစ်ဖက်နေရန်ကိုလည်းနောက်ခံထားပြီးအလင်းများကိုစုံလင်နေအောင်အပြောင်းလဲတွေထွန်းညစ်ပြီးစိတ်ဝင်စားဖွယ်ကောင်းကျင်းပခဲ့ပါတယ်။အလင်းပြောင်းလဲမှုနောက်ခံအတန်ပိုင်းဆိုင်ရာတီလုံးတီကွက်များနဲ့ကောင်းကင်ထက်ကဒရုန်းများနဲ့အလင်းပုံဖော်မှုတွေကလည်းမေ့မရမဲ့ဖွင့်ပွဲညအဖြစ်ဖော်ညွှန်းပြသနိုင်ခဲ့ပါတယ်။ရှေးအီဂျစ်လှပျော်သူများရဲ့သရုပ်ဆောင်တင်ဆက်မှုတွေကဖွင့်ပွဲညအလှမှာပိုတောက်ပနေခဲ့ပါတယ်။အထူးခြားဆုံးကတော့အီဂျစ်တန်ဆုံတီဝိုင်းနဲ့အတူကမ္ဘာတန်ဆုံတီဝိုင်းရဲ့တင်ဆက်မှုတွေကိုလည်းတွေ့မြင်ခန်းစားခဲ့ရပါတယ်။ဒီပွဲကိုတော့မိဖက်နိုင်ငံများကခေါင်းဆောင်များတက်ရောက်ခဲ့ကြပါတယ်။ပြတိုက်ဖွင့်ပွဲမှာတော့သမ္မတ ACC ကလည်းတော်ဝင်အီဂျစ်ပြတိုက်ကြီးအတွက်အခုလိုဖွင့်လှစ်နိုင်ဖို့အတွက်အချိန်တော်ကြာဆောင်ခဲ့ရကြောင်းအခုလိုဖွင့်လှစ်လိုက်နိုင်မှုဟာသမိုင်းစာမျက်နှာအသစ်ကိုဖွင့်လှစ်နိုင်မှုပဲဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ပြတိုက်ဖွင့်လှစ်ကြောင်းကြေညာလိုက်တာနဲ့တပြိုင်နက်ပြတိုက်အနီးဝန်းကျင်ကနေမှမီရှူမီပန်းများကိုလည်းဝေစာနေအောင်ဖြစ်ဖောက်ခဲ့ပါတယ်။အီဂျစ်တန်ဆုံတီဝမ်ရဲ့တေးသောအလိုက်ဖျော်ဖြေနိုင်မှုကဒီပွဲရဲ့အသက်လည်းဖြစ်ခဲ့ပါတယ်။မီရှူမီပန်းများတင်မကဖာရိုရုပ်ထုများတဲ့အီဂျစ်ရဲ့ပီရမစ်များပုံစံတွေကိုဒရုန်းများနဲ့လည်းပြရရဲ့ကောင်းကင်ထက်မှာဖော်ပြခဲ့ပါတယ်။
တိုက်မီအဖွင့်ပိတ်များမီအလင်းမောင်များကစားပြီးလဲအမကန်းပွဲပြတိုက်အနီးဝန်းကျင်ကမီရှူမီပန်ပြဖောက်မှုတွေနဲ့အီဂျစ်ရှေးဟောင်းပစ္စည်းများကိုဒရုန်းများဖြင့်ပုံဖော်မှုတွေကိုလည်းပြသခဲ့ပါတယ်။ العجلة 上空にまたドローンが、飛び始めました。現れたのはですね、ツタンカーメンの黄金のマスクです。အစ်ချစ်နိုင်ငံအနေနဲ့နိုင်ငံရဲ့ယဉ်ကျေးမှုကိုရည်ရွယ်ချက်ရှိအပြည့်စုံထိန်းသိမ်းနိုင်ဖို့အတွက်စီစဉ်ခဲ့ပြီး Iris ကုမ္ပဏီဖြစ်တဲ့ Hinfan ပန်းပြည်သူ့ကာနဲ့ဒီဇိုင်းထုတ်ခဲ့ပြီးစတူယန်မီတာ9သိန်းအထိကျယ်တဲ့နေရာကိုကမ္ဘာပေါ်ကပြတိုက်များနဲ့ရှင်ကအကြီးအကျယ်ဆုံးနဲ့အခမ်းအနားဆုံးဖြစ်အောင်ဆောက်လုပ်ခဲ့ပါတယ်။ရှေးမွေနှစ်ပေါင်း3သိန်းကျော်အထိအီဂျစ်ရဲ့နှစ်ထောင်ကြီးတဲ့သမိုင်းတစ်လျှောက်ကမွေနှစ်များကိုပြသသွားမှာဖြစ်ပါတယ်။ဒီစီမံကိန်းအတွက်ခန့်မှန်းကုန်ကျစရိတ်ဒေါ်လာ1ဘီလီယံကျော်မယ်လို့ဆိုပါတယ်။ပြတိုက်ပုံစံကတော့တူတန်ခမန်ကိုထားရှိထားတဲ့ဂူပုံစံအတိုင်းပဲဗြိတိန်ပညာရှင်ဟောင်းဝတ်ကာတာတွေ့ရှိခဲ့စဉ်ကအတိုင်းတည်ဆောက်ထားပါတယ်။ونحن نحتفل معا بافتتاح المتحف المصري الكبير တော်ဝင်အီဂျစ်ပြတဲ့ဖွင့်ပွဲကိုကမ္ဘာတွင်းကဖိတ်ကြားထားတဲ့ဧည့်သည်တော်ပေါင်း89ဦးထိတက်ရောက်ခဲ့ပြီးဒီထဲကမှနိုင်ငံခေါင်းဆောင်များတော်ဝင်မိသားစုဝင်များနဲ့အစိုးရတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ Grand Egyptian Museum ဖြစ်တဲ့အတွက်အတူအကောက်အနေနဲ့ဒီပြတိုက်ကို GM လို့လည်းခေါ်ပါတယ်။နောက်မှာအီဂျစ်သို့လာရောက်မဲ့ခီးသွွားများအတွက်အလွယ်ကူဆုံးနဲ့တနေရာထဲမှာအစုံဆုံးဖြစ်အောင်လေပြတိုက်ကိုစီစဉ်ထားပါတယ်။ဒါကတော့အီဂျစ်မှာအသစ်ဖွင့်လှစ်ခဲ့တဲ့ Grand Egyptian Museum ပြတိုက်အကြောင်းပြည့်ပြည့်စုံစုံတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ရှုစားအားပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။